အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒါခရစ္စတီယာနိုရိုနယ်ဒိုရဲ့ပေါ်တူဂီကတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါပြီเนาะဆိုတော့ကျွန်တော်တို့16တင်းရှုံးအတွက်မှာကျွန်တော်စပိန်နဲ့နှွှဲရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအချိန်နေရောက်မှာတော့ဘာမှမဆိုဖြစ်နိုင်တယ်ဗျာတကယ်ပြောတာအုပ်စုအုပ်စုပွဲတွေတက်ခဲ့ပြီးရှုံးတဲ့အဆင့်တွေမှာကတစ်ဆင့်ချင်းသွားဖို့ပဲလိုတာဗျာဟုတ်တယ်လက်ရှိအနေထားရတော့ပေါ်တူဂီကအားရစရာမကောင်းဘူးခြေစွမ်းနေပါတယ်ညံ့နေတယ်ဆိုတော့စပိန်ထက်နေနေပေါ့ဗျာဒါပေမဲ့ဘောလုံးဆိုတာအဲ့လောက်မရိုးရှင်းဘူးဗျာဆိုတော့ကျွန်တော်ကတော့ဒါခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဖန်ဖြစ်တယ်လို့မျိုးပေါ့နော်စပိန်ကိုကြော်ဖြတ်စေချင်တယ်ဒါရှင်းပြောတာကိုအာဆင်နယ်ထဲမှာမာရီနိုတို့ဘာလို့တော့ရှိတယ်ပေါ့နော်ဒေးဗစ်ယာယာတို့ဇိုယီမိုင်တို့ရှိတယ်ဒါပေမဲ့အဲ့ဒီ၃ယောက်ကလည်းတိတ်ကန်ရတာမဟုတ်ဘူးဗျာ first line ရမှာအဲ့ဒီကလေးကအဲ့ဒီကျွန်တော်ကဒါနည်းနည်း feature တယ်ပြောရတော့စပိန်ကိုအဲ့ဒါကြောင့်မှဘလို့ပဲဖြစ်ဖြစ်ကိုကောင်နေပါတဲ့ဟို right တို့ဘာလို့အင်္ဂလန်ကပေါ့နော်ဟိုကောင်နေနဲ့တွေ့ရင်တော့ဒါအင်္ဂလန်ကိုပဲတက်စေခြင်းတယ်ဗျာဆိုတော့ကိုဒီကမ္ဘာဖလားမှာအားပေးတာကလည်းအင်္ဂလန်ပဲဆိုတော့ဒါပေမဲ့စပိန်နဲ့တွေ့တဲ့အခါမှာတော့ခရစ္စတီယာနိုရိုနယ်ဒိုကိုနောက်တစ်ဆင့်ကိုတက်ရောက်စေချင်ပါတယ်ဆိုတော့ဒီလောက်ပါမယ်နော်အားလုံးကျေးဇူးပါပဲနော်အဲ့ဒါလေးလာပြောတာပါနော်ဆိုတော့ဟိုပွဲကတော့လုံးဝပွဲကြီးပွဲကောင်းအရန်လည်းကြည့်လို့ကောင်းခဲ့ပါတယ်နော်နော်ဗာရီနဲ့ပယ်ဖြတ်ခဲ့တဲ့ဂိုးတွေလည်းရှိခဲ့ပါတယ်နော်နောက်ဆုံးမိနစ်မှာဒါခရိုအေးရှားရခဲ့တဲ့ဂိုးကလည်းဒါလူချွန်ပြီးတော့ဒါပယ်ဖြတ်ခံခဲ့ရတာပေါ့နော်အဲ့ဒါလည်းဒါလုံးဝမှန်ကန်ပါတယ်ဆိုတော့ဟိုကခရိုအေးရှားကစားသမားကသူကခေါင်းနဲ့ထိခဲ့တယ်ဆိုတော့တာမန်မျက်စိရဆိုတော့မမြင်နိုင်ဘူးဒါပေမဲ့သူတို့ကနီးစနစ်နဲ့ပေါ့နော်ချိန်နှုံးနဲ့ဘောလုံးထိတုံခါမှုချိန်နှုံးနဲ့သူကကြည့်ပြီးမှသူဆုံးဖြတ်ခဲ့တာပေါ့နော်ဆိုတော့ဒါလုံးဝ clear ပါလူချွန်ပါနော်အားလေးလည်းပြောချင်ပါတယ်အားလုံးကျေးဇူးပါပဲနော်ပြောနေမိပြတ်သွားလို့ဗျာနော်